ကိတာနာဆိုတဲ့မင်းသမီးလေးကတိုက်ပွဲမဝင်ခင်မှာသူ့အဖေဘရင်ကျဲရော့စီကနေလျက်စီးနဲ့မင်းကြီးရေတင်ရဲ့မျက်မှောက်တော်စီကရလာတဲ့ဆွဲကြိုးလေးတစ်ကုန်းကိုလက်ဆောင်ရလိုက်တဲ့အဖေဖြစ်သူကငါ့မှာတခုခုဖြစ်ခဲ့ရင်ဒီဆွဲကြိုးကသမီးကိုစောင့်ရှောက်လိမ့်မယ်လို့မှာပြီးလူသက်ကွင်းကြီးဖြစ်နေတဲ့ကွင်းထဲကိုထွက်သွားတယ်ဒီပြိုင်ပွဲကသူတို့ကဘာကြီးရဲ့ကံကြမ္မာကိုအဆုံးဖြတ်ပေးမဲ့နောက်ဆုံးပွဲပဲသူတို့ဘက်ကသူရဲကောင်းတွေအကုန်ကြရှုံးသွားလို့အဖေဖြစ်သူကပဲရန်သူဘက်ကအင်အားကြီးဆုံးစစ်ဘရင်ရှောင်းခန်းကိုရင်ဆိုင်ရတော့တာပွဲစတော့ကိတာနာနဲ့သူ့အမေဘရင်မစင်တဲ့တို့ရင်တထိတ်ထိတ်နဲ့ကြည်နေကြတယ်ဂျဲရော့ခများအပြင်းထန်တိုက်ခိုက်ရင်ဓာကျိုးသွားပေမဲ့ဇွဲမလျှော့ပဲရှောင်းခန်းကိုဒူးထောက်သွားအောင်အထိဒဏ်ရာအပြင်းထန်ပေးနိုင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးချက်အသေးသက်မဲ့အချိန်မှာရှောင်းခန်းကပြန်အသာစီးရသွားပြီးဂျဲရော့ရဲ့လက်နှစ်ဖက်ကိုဖျက်ပစ်လိုက်တဲ့အမေဖြစ်သူစင်နဲကသမီးလေးမမြင်ရအောင်မျက်စိကိုအုပ်ပေးထားပေမဲ့နောက်ဆုံးမှာတော့ဂျဲရော့ခများအသက်ပြောက်သွားပြီးကိတာနာလည်းငိုချင်းချရတော့တာပေါ့ရှောင်းခန်းကလူတိုင်းကိုဒူးထောက်ခိုင်းလို့အားလုံးအရှုံးပေးလိုက်ရတယ်ကိတာနာကတော့အဖေအလောင်းနာသွားပြီးအဖေရဲ့အပြာရောင်ဘဝစလေးကို YouTube ဆက်ပင်မှာစီးနှောင်လိုက်တဲ့ရှောင်းခန်းကတော့ဒီနေ့ကစပြီးမင်းကငါသမီးပဲဆိုပြီးတိမ့်ပိုက်လိုက်တော့တယ်နှစ်တွေကြာမှာကိတာနာဟာအရွယ်ရောက်လာပြီးသူ့ရဲ့ကိုရန်တော်ဂျိတ်နဲ့တိုင်းကျင့်နေတဲ့ဂျိတ်ကကိတာနာလက်ထဲကလက်နက်ကိုရိုက်ချနိုင်ခဲ့ပေမဲ့ကိတာနာကသပင်စီးထားတဲ့ဘဝစာကိုဖြုတ်ပြီးအရာရာတိုင်းကလက်နက်ပဲဆိုပြီးပြန်တိုက်ခိုက်ကနိုင်သွားတယ်ပြန်တဲ့လမ်းမှာဂျိတ်ကငါမင်းရဲ့ကိုရန်တော်ဆိုပေမဲ့မင်းကိုညီမအရင်လိုသဘောထားတာလို့ပြောတော့ကိတာနာကလည်းမင်းကငါညီမလေးပါပဲလို့ပြန်ပြောပြီးတန်ရောစင်ပြကြတယ်အဲ့ဒီမှာဂျိတ်ကကိတာနာကိုတပြားပါတဲ့ရက်တောင်လေးလက်ဆောင်ပေးတယ်တစ်ဖက်မှာတော့ရှောင်းခန်းနဲ့သူ့မိဖုရားကြီးဖြစ်သွားတဲ့စင်နဲတို့စီသူရှိုတယောက်ရောက်လာပြီးကဘာမြေကိုတိမ့်ပိုက်ဖို့သတင်းလာပေးတဲ့ကဘာမြေမှာဒဏ်ရာမှန်သမျှကုသပေးနိုင်ပြီးမတေမျိုးဖြစ်စေနိုင်တဲ့အဆောင်လက်ဖွဲ့တစ်ခုရှိတယ်ဒါပေမဲ့အဲ့ဒီအဆောင်လက်ဖွဲ့ကိုအသက်သွင်းဖို့ကျဲတပွင်းရဲ့စွမ်းရည်မျိုးလိုအပ်တယ်လို့ကိတာနာကထောက်ပြတယ်တစ်ချိန်တည်းမှာပဲကဘာမြေကိုကာကွယ်တဲ့နတ်မင်းကြီးရေတင်ရဲ့ကျောင်းတော်မှာတော့ချန်ပီယံတယောက်လိုနေတဲ့အဲ့ဒီချန်ပီယံကတော့ဟောလိဝုဒ်မင်းသားဂျွန်နီကေ့ချ်ပါပဲဂျွန်နီကရုပ်ရှင်တွေကအတိုင်းလူမိုက်တွေကိုလန်ထွက်နေအောင်ချနိုင်ပေမဲ့လက်ရှိမှာတော့နာမည်ကျပြီးလူမရှိတဲ့ပွဲတွေမှာရှောက်ထိုင်နေရတဲ့အခြေအနေသူ့စီကိုရေတင်နဲ့ဆွန်ညာပလိတ်တို့ရောက်လာပြီးမော်ဒယ်ကွန်ဘတ်ပြိုင်ပွဲအတွက်ရွေးချယ်ခံရတယ်လို့ပြောပေမဲ့ဂျွန်နီကကော့စပါလီအဖွဲ့အမှတ်နဲ့နှင်လွတ်တယ်ဒါပေမဲ့ရေတင်ကပေါ်တဲ့ဂိတ်ကြီးဖွင့်ပြလိုက်တော့မှကြောင်အန်းနဲ့လိုက်သွားရတော့တယ်ကျောင်းတော်ကိုရောက်တော့ Just ကိုရန်နဲ့မီးတောက်တွေပြစ်နိုင်တဲ့လူကန်းလို့နဲ့စုံတယ်ဂျွန်နီကကြောက်ပြီးငါမှဘာစွမ်းအားမှမရှိဘူးပြန်မဲလို့ပြောတာပေါ့ဆွန်ညာကသူတို့ရဲ့ချန်ပီယံတယောက်ဖြစ်တဲ့ကွန်လောင်ကိုရှောင်းခန်းကတက်ပစ်လိုက်လို့ဂျွန်နီကိုလာခေါ်ရတာပါလို့ရှင်းပြတယ်ဒါပေမဲ့ဂျွန်နီကတော့ငါကမင်းသားပဲစစ်တီမဟုတ်ဘူးဆိုပြီးစွတ်အတင်းပြန်ထွက်သွားတယ်အဲ့ဒီအချိန်မှာလူဆိုးဆုံးကဝေကွန်ချီကဆွန်ညာတက်လိုက်လို့တည်သွားတဲ့ကာနိုကိုအသက်ပြန်သွင်းပေးနေတယ်ကိတာနာနဲ့ဂျိတ်တို့ကကွန်ချီကိုလာမင်းမျက်နှာတွေလောက်ကြသေးတယ်တစ်ဖက်မှာဂျွန်နီကတော့ဘာတစ်ခုမှအရက်တောက်ရင်ငါခေကုန်ပါပြီလို့စိတ်တက်ကြနေတော့ရုတ်တရက်ပြိုင်ပွဲကွင်းပြင်ကြီးတွေကိုတယ်လီပိုနဲ့ရောက်သွားတော့တယ်အဲ့ဒီပြိုင်ပွဲကကဘာမြေနဲ့ရှောင်းခန်းတို့ရဲ့နောက်ဆုံးတိုက်ပွဲကာနိုကရေတင်ကျောင်းတော်ကနေခိုးလာတဲ့အဆောင်လက်ဖွဲ့ကိုရှောင်းခန်းတို့စီအပ်လိုက်တဲ့အချိန်ကိတာနာလည်းတိုက်ပွဲဝင်ဖို့နတ်မင်းကြီးတွေရဲ့အလင်းတန်းနဲ့အခေါ်ခံရပြီးဂျွန်နီနဲ့ထိတ်တိုက်တွေ့တော့တာပဲဂျွန်နီကဝါကြွားဖို့လုပ်ပေမဲ့ကိတာနာကတော့သူ့ရဲ့ရက်တောင်လက်နက်တွေနဲ့လွတ်ပစ်ပြီးအပြင်းထန်တိုက်ခိုက်ကဂျွန်နီကိုအလဲထုတ်ပစ်လိုက်တယ်ဒါပေမဲ့မတက်ပဲအသက်ချမ်းသာပေးလိုက်လို့ဂျွန်နီတယောက်ဒဏ်ရာတွေနဲ့ကဘာမြေဘက်ပြန်ရောက်လာတယ်နောက်ပွဲကဆွန်ညာနဲ့ဘရင်မစင်တယ်လို့ပွဲစင်တယ်ကစွမ်းအားကြီးပြီးအသာစီးရနေပေမဲ့ဆွန်ညာကဇွဲနဲ့ညံကိုတုံးပြီးစင်တယ်ကိုအသေးလဲတိုက်ခိုက်ကနောက်ဆုံးမှာတက်ပစ်လိုက်နိုင်တဲ့တစ်ဖက်မှာလဲကာနိုကကွန်ချီစီကနေသူ့ရဲ့ဆက်ရုပ်မျက်လုံးအတူကိုပြန်တောင်းပြီးတက်ဆင်လိုက်တယ်ဂျွန်နီကတော့သူ့ရှုံးလို့စိတ်တက်ကြနေတာကိုရေတင်ကငှက်စာလေးတွေပြပြီးလူဦးရေတန်း8000ထဲကမှမင်းကိုနတ်ဖျားတွေရွေးချယ်ခဲ့တာကအကြောင်းရှိလို့ဆိုပြီးစိတ်တက်မြင့်တင်ပေးတယ်ကိတာနာကတော့တောအုပ်ထဲကလှုပ်ဝက်လိုင်းကူရဲသွားပြီးအဖေပေးခဲ့တဲ့ဆွဲကြိုးကိုသုံးကရေတင်ကျောင်းတော်စီလှုပ်ဝက်ရောက်လာတဲ့သူကရှောင်းခန်းရဲ့အစီအစဉ်တွေကိုလာသတင်းပေးတာတကယ်တော့ကိတာနာကရေတင်ရဲ့သူ့ရှို့ဖြစ်နှစ်အကြာကြီးလှုပ်ပေးခဲ့တာကိုသူကအဆောင်လက်ဖွဲ့ကိုရှောင်းခန်းရသွားပြီးအသက်မသွင်းနိုင်အောင်တားရမယ်လို့ပြောပြီးသူ့တငယ်ချင်းဂျိတ်ပြိုင်ပွဲမှာပါလာရင်အသက်ချမ်းသာပေးဖို့တောင်းဆိုပြီးပြန်သွားတယ်ဒါပေမဲ့ပြန်ရောက်တော့ဂျိတ်ကကိတာနာတစ္ဆာဖောက်နေတာကိုရိပ်မိသွားတယ်မကြခင်မှာပဲရှောင်းခန်းဘက်ကကွန်ချီကတေဆုံးသွားတဲ့ကွန်လောင်ကိုမကောင်းဆိုးဝါးအဖြစ်အသက်ပြန်သွင်းပြီးရေတင်ရဲ့ကျောင်းတော်ကိုလာတိုက်ခိုက်တဲ့ရေတင်ရဲ့စွမ်းရည်တွေကိုစုပ်ယူပြီးအဆောင်လက်ဖွဲ့ကိုအသက်သွင်းလိုက်ကြတယ်အဲ့ဒီနောက်ရှောင်းခန်းကပိုပြီးစွမ်းအားကြီးသွားတာပေါ့ပြိုင်ပွဲကွင်းထဲမှာကိုရန်ခများရှောင်းခန်းကိုမရှင်းနိုင်ပဲခေါင်းရိုက်ခွဲခံရပြီးတေဆုံးသွားတယ်ဂျက်ကတော့ဂျိတ်နဲ့တိုက်ရပြီးဂျိတ်ကိုနိုင်ပေမဲ့
ကိတာနာကျေးဇူးကြောင့်အသက်ချမ်းသာပေးခဲ့တဲ့လူကန်ကတော့အသက်ပြန်ရှင်လာတဲ့ကွာငလောင်နဲ့တိုက်ရပြီးစိတ်မကောင်းစွာနဲ့ပဲကွန်လောင်ကိုဒုတိယအကြိမ်ထပ်တက်လိုက်ရပြန်တယ်ကဘာမြေအဖွဲ့ကလူအင်အားနဲ့ပြီးရေတင်လဲစွန့်ရင်ကုန်လို့အခြေအနေတော်တော်ဆိုးနေချိန်မှာကိတာနာပြန်ရောက်လာပြီးရှောင်းခန်းရဲ့ရုံးတော်အောက်ကလှုပ်ဝက်ဥမင်လိုင်ကောင်းအကြောင်းပြောပြတယ်ဒါပေမဲ့ဥမင်ဝအထွက်မှာပဲဂျိတ်ကစစ်တပ်နဲ့စောင့်ဖမ်းပြီးကိတာနာကိုတစ္ဆာဖောက်ဖြစ်ဖမ်းဆီးလိုက်တယ်အဲ့ဒီမှာတင်လူကန်တို့ကအဲ့ဒီဒေတာကတာဂတန်မျိုးနွယ်စုကောင်းဆောင်ဘာရာကာကိုစီယုံမှုစူးစမ်းတယ်ဘာရာကာကညင်းလို့ဂျွန်နီကဝင်ဆဲပြီးစိန်ခေါ်လိုက်ရကနေဂျွန်နီနဲ့ဘာရာကာတိုက်ပွဲဖြစ်ကြတယ်ဂျွန်နီတယောက်အထိနာပေမဲ့သူ့ရဲ့အမိုက်စားမျက်မှန်ကိုတက်ပြီးအစွမ်းပြတိုက်ခိုက်နိုင်ခဲ့လို့ဘာရာကာကသဘောကျပြီးသူတို့ကိုကူညီဖို့သဘောတူလိုက်တယ်ရုံးတော်ထဲမှာတော့ကိတာနာကိုတိုင်မှာချီနှောင်ပြီးပြစ်ဒဏ်ပေးထားတဲ့ဂျိတ်ကစိတ်မကောင်းဖြစ်ပြီးကိတာနာကိုအမားဝန်ခံမှုပြောပေမဲ့ကိတာနာကညှင်းလိုက်တဲ့ဂျိတ်ကတော့စိတ်မကောင်းစွာနဲ့ပဲသူ့ရဲ့လက်နက်ကိုအနာကတစ်ပင်မှာတင်ထားခဲ့ပြီးတဲ့တစ်ဖက်မှာလူကန်ဂျက်ဂျွန်နီနဲ့ဆွန်ညာတို့ကအဆောင်လက်ဖွဲ့ကိုလူဖို့ရုံးတော်ထဲခိုးဝင်လာကြတယ်ဒါပေမဲ့အဆောင်လက်ဖွဲ့ကိုယူမဲ့အချိန်မှာကွန်ချီရဲ့လူယုံတော်တက်ကောင်ကြီးဘိုင်ဟန်ပေါ်လာပြီးအဆောင်လက်ဖွဲ့ကိုလူကာဂျက်ကိုတက်ပစ်လိုက်တဲ့ကာနိုကတော့နောက်ဆုံးမှပေါ်လာပြီးရေတင်တို့ဘက်ကူညီမဲ့အဆောင်လက်ဖွဲ့ရှိတဲ့ငရဲပြည်ကိုလမ်းပြမယ်ဆိုပြီးဂျွန်နီတို့ကိုခေါ်သွားတယ်ငရဲပြည်မှာဘိုင်ဟန်ကိုကာနိုဂျွန်နီနဲ့ဟန်ဆိုဟာဆာရှီတို့ကဝိုင်းတိုက်ကြတဲ့တပြိုင်နက်တည်းမှာပဲကဘာမြေပြင်ပေါ်ကမြို့လေကွင်းပြင်မှာရှောင်းခန်းကလူကန်နဲ့ဆွန်ညာတို့ကိုအပြက်ရှင်းနေတဲ့ဆွန်ညာကကိတာနာကိုကျိုးဖြေပေးပြီးတာနဲ့ရှောင်းခန်းရဲ့ရိုက်ချက်ကြောင့်လဲကျသွားတယ်အားလုံးရှုံးနေလူမိဘဖြစ်နေချိန်မှာကိတာနာကရှောင်းခန်းကိုရှင်ဟာကျမဖေမဟုတ်ဘူးလို့ကြေညာပြီးထွက်တိုက်တော့တယ်ငရဲပြည်မှာဂျွန်နီကအသက်ဆွန့်ပြီးအဆောင်လက်ဖွဲ့ကိုဖျက်ဆီးဖို့ကြိုးစားရင်းသူ့ရဲ့စစ်မှန်တဲ့စွမ်းအားစစ်နိုးထလာပြီးအဆောင်လက်ဖွဲ့ကိုရိုက်ခွဲဖျက်ဆီးပစ်လိုက်နိုင်တဲ့အဆောင်လက်ဖွဲ့ပျက်စီးသွားတာနဲ့တပြိုင်နက်ကျောင်းတော်ကရေတင်လဲစွမ်းအားတွေပြန်ပြည့်ပြီးရန်သူတွေကိုနှိမ်နင်းနိုင်သွားတယ်။ရှောင်းခန်းကတော့အဆောင်လက်ဖွဲ့ပျက်စီးသွားလို့ဒဏ်ရာတွေပြန်မပြောက်တော့ဘူး။ဒါပေမဲ့လည်းကိတာနာကိုလေဘင်းညစ်ပြီးတက်ဖို့လုပ်နေတော့ကိတာနာကသူ့အဖေရင်းရဲ့တန်မာရမယ်ဆိုတဲ့စကားကိုတတိယပြီးသပင်စီးပေါ်ကိုချွတ်ညံစင်ပြီးရှောင်းခန်းကိုအသာစီးပြန်ယူကဓာတ်နဲ့ခုတ်တက်ပစ်လိုက်တော့တယ်။ရှောင်းခန်းတည်ဆုံသွားပြီးနောက်မှာတော့ပြည်သူတွေအားလုံးကကိတာနာကိုဘရင်မအဖြစ်တင်မြှောက်ပြီးဒူးထောက်ကြပေမဲ့ကိတာနာကငါတို့ကဂုံတိတ်ခါရှိတဲ့ပြည်သူတွေမို့ဘသူကိုမှဒူးမထောက်ရဘူးလို့ပြောပြီးငင်းချမ်းရေးကိုဆောင်ကျင်းပေးခဲ့တဲ့နောက်ဆုံးမှာတော့ကိတာနာကထီးနှန်းကိုဆက်ခံပြီးဂျွန်နီကကဘာမြေကြီးကိုကယ်တင်နိုင်ခဲ့တဲ့ဒီအကြောင်းအရာတွေကိုကလေးတွေကိုပုံပြင်အဖြစ်ပြန်ပြောပြနေရင်သူတို့အားလုံးစုပေါင်းပြီးကြာဆုံးသွားတဲ့ချန်ပီယံတွေကိုပြန်လည်တက်သွင်းဖို့ခရီးဆက်ကြတာနဲ့ပဲစကားလေးပြီးဆုံးသွားပါတော့တယ်